ကျွန်တော်အမရဲ့ချက်သားပလာတာချက်နီကိုမရမကမေးပြီးတော့နည်းနည်းတော့ချက်ကြည့်မယ်ဗျာပဲဟင်းရည်နဲ့ချက်မှာဆိုတော့အရင်ဆုံးကလပဲကိုရေစိမ်ထားမယ်အတောင်နူးပြီးတော့စိတ်နေအောင်လို့ဒိန်ကြီးနဲ့နှက်တောင်ကျွန်တော်သဘောကျတယ်ဗျာဘာဆာဆာမွေးလေးနဲ့စားဆိုတော့မွေးလေးမဆလာတော့ပမဖြစ်ပေါ့ချက်သားပလာတာချက်ရင်ကျွန်တော်ကတော့အာလူသေးသေးလေးနဲ့ပူကြိုက်တယ်ဗျာပြီးရင်တော့ကရဝေးလေးနဲ့စီတက်တဲ့ဇလန်စမယ်ဗျာစီတက်ပြီးတာနဲ့ချက်သားထည့်ပြီးတော့အားလုံးအရသာနှံ့သွားအောင်မွေပြီးရင်ရေလေးနည်းနည်းထည့်ပြီးသွားရင်15မိနစ်20လောက်ဆိုရင်ချက်သားကြက်ပြီပဲဟင်းချက်ကိုစောစောကရေစိမ်ထားတဲ့ကလပဲကိုပြုတ်မယ်ကလပဲနူးပြီဆိုတာနဲ့တခါလေးဘလန်ဒါလေးကိုထည့်ကြည့်လိုက်အဲ့ဒါဆိုလို့ရှိရင်ပဲဟင်းထဲမှာကလပဲအရသာပျော်ဝင်ပြီးလုံးဝစိမ့်ထွက်နေမှာအာလူကိုအပေါ်ရည်လေးတင်းအောင်ကြော်လိုက်စီကုံတက်တောင်အာလူကြော်ထားတဲ့စီနဲ့ပဲဟင်းစီတက်လိုက်အလေးလွတ်မရှိအောင်ဘလန်ဒါကျင်းတဲ့ရေလေးကိုထည့်လိုက်တယ်အာလူကိုကြော်ပြီးမှထည့်လို့ရှိရင်သူကနူးလာလို့ရှိရင်လည်းအာလူကပြည့်ပြည့်ကြီးဖြစ်မသွားတော့ပဲဟင်းလေးကိုလည်းမွေးသွားအောင်မွေးလေးမဆလာထက်ပလာတာကိုတော့ကျွန်တော်က ready made ပလာတာပဲတုံးလိုက်တယ်ပလာတာကိုအားရပါရဖွာလိုက်တာလက်ညောင်းပြီးတော့ချင်းတော့မသွားနိုင်တော့အရင်ကလည်းမသွားပါဘူးပြီးရင်တော့အချင်းဆက်မယ်အချင်းဆက်ရင်ကျွန်တော်တမယာဒီရှလကာရီတို့ဘာလို့လဲဆက်တဲ့အချင်းမျိုးတင်ကြတယ်ဒိန်ကြီးနဲ့ဆက်တဲ့အချင်းကိုပို့ကြိုက်တယ်ပလာတာကိုပဲရည်လေးစမ်းမယ်စောစောကချက်ထားတဲ့ဒိန်ကြီးချက်သားလေးနဲ့ဒိန်ကြီးအချင်းလေးနဲ့ဟို